ဓာတ်ပုံရိုက်ပြီးတော့မောမှာပါအလှဗီဒီယိုလေးအလှမောအလှပုံလေးပို့ပေးလိုက်အောင်တကယ်တတိနဲ့တော့ဘာစိတ်ကူးများလားမသိဘူးငါတော့အံ့ဩတယ်အိမ်သားလေးဟိုတာတကယ်ဆိုတော့အဲ့ဒါလေအရှိမှလည်းချိတ်ရမှာဟိုးဖက်ကမူကထဟိုလိုမျိုးနေရာလေးတွေမှာလေအဲ့ဒါမှဟွာဖြစ်မှာအခုကတော့မဟုတ်ပါဘူးအိမ်သားကြီးထဲဥခဘလို့စိတ်ကူးလဲမသိရညင်ရဟိုကတော့ဝိုးရှိမောကစတမာဒီမှာလာတော့ရဟာဘာတော့ဟာလို့ရှိမှာဆောင်းပါဦးရပါတယ်လောက်ပါရပါတယ်ဝါ